ပေါ့နော်လာရှိခုပြန်ပြောပြပေးမှာကတော့ဖင်းတွေပေါင်းတဲ့အပိုင်းလေးပေါ့နော်ရှိဖင်းတွေကတန်ရှင်းမှုနဲ့ရင်းမှုနဲ့ပေါင်းတဲ့အပိုင်းလေးပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်လာရှိတဲ့ဒီဟာလေးပေါင်းကြည့်မယ် y ကလာရှိတော့ y လို့တန်ထက်တဲ့ a က r ပေါ့နော် gr ဆိုရင်ရာတစ်တန်ပေါ့နော်တစ်တန်နှစ်တန်သုံးတန်လေးတန်တွေရှိကွဲအောင်ထည့်ရမယ်နော် gr ရာနောက်တစ်ခု gr ရာနောက်တစ်ခု gr ရာ gr ရဟုတ်ပြီနော်နောက်တစ်ခုပြန်ပေါင်းကြည့်မယ် an ပေါ့နော် gn ရန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 ်ဟုတ်ပြီနော်နောက်တစ်ခုကဆို i ပေါ်မှာဆိုအတန်တုံးနေတက်မယ်ဆိုလို့ရှိရင် i ရဲ့အဆက်လေးကပျောက်တယ်ပေါ့နော်ဆိုအဆက်ကိုထည့်ရန်မလိုဘူးပေါ့နော်မော်ယီမီ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 ပေါ့နော်နောက်တစ်ခုနေယီမီ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 နောက်တစ်ခုကဆို y ရလည်းရီးပဲ i ရလည်းရီးပဲဆိုတော့တူတူပဲရီ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 ဟုတ်ပြီနော်နောက်ဆိုအောက်ကမီနီနေရကျဲရမယ်ရီအားရာဆိုတော့သွားတယ်ပြောတာပေါ့နော်စားဒီပါဇက်ထဲကသွားတယ်ပြောတာရာနောက်တစ်ခုတေးတီဆိုရင်ဆိုနေပြီပေါ့နော်ရီအားရာဖီပြီးတေးတီလာဆိုတာတိပြောတာပေါ့နော်ဆိုညီဘမဟုတ်မောင်ပေါ့နော်ရာသွားတီနေပြီရဖီပြီးတိညီမောင်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကြည့်ကြည့်မယ် w ကဝူအိုကအောဝူအောဝေါတစ်တန်ဝူအောဝေါဝူအောဝေါဝူအောဝေါဟုတ်ပြီနော်နောက်တစ်ခုကြည့်ကြည့်မယ် w ကဝူအေရအားဝူအားဝါဝူအန်ဆိုရင်1ပါနော်နောက်တစ်ခု g ကကယူကဝူကဲဝူတစ်တန်နဲ့ကူကဲဝူကူကဲဝူကူကဲဝူကူဟုတ်ပြီနော်နောက်တစ်ခုကြည့်ကြည့်မယ်ချူ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 ပြီနော်နောက်တစ်ခုတော့ကျွန်တော်မီနီလေးကြည့်ရမှာရှိမယ်ကျူကျူဆိုရင်နေထိုင်တာကိုပြောတာကျူတစ်တန်နဲ့ဆိုရင်ကျူရလို့ရှိဝက်ပါနော်ခဲဝူထူဆိုရင်ဘုံသို့မဟုတ်မြေဘုံပါနော်ခဲဝူထူဆိုလို့ရှိယုံပြောတာပါနော်ဟုတ်ပြီဒါရှိဖိနေပြန်ပြမယ်ကျူနေထိုင်ပြီးချူဝက်ထူမြေဘုံထူယုံပါနော်ဟုတ်ပြီအဲဆိုရင်နောက်တစ်ခုအောက်မှာပြန်ပေါင်းကြည့်မယ်လားဆိုတော့ဒီမှာဆို y နဲ့တွဲလို့ရှိရင်ချင်းချက်ပေါ့နော်လားဆိုဒီ y နဲ့တွဲလို့ရှိရင် u ကဝူးမထွက်တော့လားဆို u ပေါ်မှာအဆက်နဲ့ဆက်တင်တဲ့အတန်ပေါ့နော် u နဲ့ထွက်မယ်လားဆိုဒီကြီးရှိရဆိုဒီ y နဲ့တွဲမယ်ဆိုလို့ရှိရင် u ကဆိုတော့u လို့တန်ထွက်ရမယ် u ပေါ်မှာအဆက်နဲ့ဆက်တင်တဲ့အတန်ထွက်ရမယ်ပေါ့နော် u အဲ့လိုပဲလားဆိုဒီu နဲ့ e နဲ့အပေါ်မှာအတန်လုံးတင်ထားရဆိုရင်လည်း y နဲ့ကြီးရှိနဲ့တွဲမယ်ဆိုရင်လားဆိုဒီu ပေါ်မှာအဆက်နဲ့ဆက်တန်ထွက်ရမယ်ပေါ့နော် u လားဆိုဒီမှာ u ပေါ်မှာအဆက်နဲ့ဆက်က u ပေါ်မှာအဆက်နဲ့ဆက်နဲ့ e နဲ့ဆိုတာဆိုရွဲလို့တန်ထွက်ခဲ့တယ်ပေါ့နော်ရွဲဒီမှာလားဆိုတော့ဝူးလို့မထွက်တာလေးနားလည်မယ်နော်ဆိုပုံမှန်ဆိုရင်တော့ဝူးလို့ထက်မယ်လားဆိုတော့ u ရဲ့ g ပေါ့နော် j ရဲ့ p ရဲ့ h ရဲ့ y ရဲ့နောက်မှာဆိုဒီ u ပါတယ်ဆိုရင်အဲ့ u ကိုလားဆိုတော့ u ပေါ်မှာအဆက်နဲ့ဆက်တင်ထားတဲ့အတန်ထွက်ရမယ်ပေါ့နော်အဲ့လိုမမှတ်ချင်ဘူးဆိုရင်လားဆို u ပေါ်မှာအဆက်နဲ့ဆက်တင်တဲ့အတန်နဲ့ u ပေါ်မှာဒီလိုအတန်တုံးကြီးတင်ထားတဲ့အတန်နဲ့ဆိုရင်ဆိုဒီ u ကို u လို့အတန်ထွက်ရမယ်ပေါ့နော် u အဆက်နဲ့ဆက်အတန်နဲ့ u ပေါ်မှာအတန်တုံးတင်ထားတဲ့အတန်တွေကတူတူပဲဟုတ်ပြီu ဆိုတော့မိုးပြောတာရွဲဆိုတာလာပေါ့နော်u ဆိုရင်6စိမ်းရွမ်ရမှာဆို y နာကိုပြောတာပေါ့နော်u မိုးရွဲလာ6စိမ်းရွမ် y ပြီပေါ့နော်ဟုတ်ပြီနောက်တစ်ခုပြန်ဖတ်ကြည့်မယ်ဒီမှာနောက်လာရှိခဏပြောရဲဒါကြောင့်ဆို u ပေါ်မှာအဆက်နဲ့ဆက်လဲပါတယ်အတန်တုံးနဲ့တင်ထားတယ်ပေါ့နော်ဒါဆိုတော့တူဒီ u လို့ပဲအတန်ထွက်မယ်လဲ u ဆိုရင်လူလဲ u လူလဲ u လူလဲ u လူဟုတ်ပြီနော်နောက်တစ်ခုပေးမှာလားဆိုနေ u နွီ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 ဟုတ်ပြီနော်နောက်တစ်ခုလားဆိုဒီမှာမင်းလေးကျဲရတော့မယ်လဲ u လွိဆက်ဆိုတာဆိုအစိမ်းရောင်ပြောတာပေါ့နော်ဒီဆိုအစိမ်းရောင်နောက်တစ်ခုလဲ u လူရှင်ရတာဆိုခီးသွားတာကိုပြောတာပေါ့နော်နောက်ရှိခဏပြောခဲ့လို့ပဲတွေ့ရနော်ရှိနောက်မှာဆို u လိုက်လို့ရှိရင် u ကိုလာဆိုတော့u ဆိုမှအတန်ထွက်ပြရတယ်ပေါ့နော်ဒါဆိုရင်လည်းကြီးဘူးမဟုတ်နော်ကြီးကျွီးအတူတူပါ u ပေါ်မှာအတန်တုံးတင်ထားတဲ့အတန်နဲ့ u ပေါ်မှာအဆက်နဲ့ဆက်တင်တဲ့အတန်နဲ့တူတူပဲနော်ကြီးကျွီး
基于举基于举နောက်တစ်ခုကြည့်မယ်基约ကျွ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 အပြည့်တော့ဆိုရွေးလို့ဖတ်တာလဲဆိုတာနားလည်မယ်နော်ဆိုဒီကြီးကြီးနဲ့တွေ့လို့ရှိရင်အဲ့တန်ထွက်ရတယ်ပေါ့နော်ပုံတင်မှတ်ထားလို့ရတယ်နောက်တစ်ခုချီရွီချွီ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 နောက်တစ်ခုချွီရွဲချွဲ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 နောက်တစ်ခုရှီရွီရွှီ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 ဒီဘေးမှာရွှီရွဲရွှဲရှီရွဲရွှဲရှီရွဲရွှဲရှီရွဲရွှဲဟုတ်ပြီနော်အောက်ကမင်းလေးရအောင်ဆိုပြပြီးမှကျရမယ်ပေါ့နော်ရှီရွဲရွှဲရှင်းရှင်းရွှဲရှင်းရွှဲရှင်းဆိုရင်是ကျောင်းသူကျောင်းသားပေါ့နော်基于举西行举行举行是金巴老ပြောတာ基于去ဆိုရင်သွားတယ်ပေါ့နော်西约ရွှဲဆိုရင်တွေး基于基约ကျွ是宁北老ပြောတာကျွ宁北里地地区ဆိုရင်是地道ပြောတာပေါ့နော်地区地道ဟုတ်ပြီအဲ့是ဖိနေပြန်ဖတ်ပြမယ်学生ကျောင်းသူကျောင်းသား举行金巴里去သွားတယ်ရွှဲတွေးကျွ宁北里地区地道ဟုတ်ပြီနော်အဲ့ဆိုရင်အရှင်နောက်ပေါင်းရမယ့်အပိုင်းတွေကိုအရှင်နောက်တစ်ပိုင်းမှာထပ်ပြီးတော့ပြောပြပါမယ်နော်